သူတို့နောက်ကိုတနတ်တွေနဲ့ချိန်ပြီးရောက်ရှိလာတာကြောင့်လူပင်တို့အဖွဲ့ဟာဒိုင်ဆူကေဂျီကင်နဲ့ဂိုအီမွန်အီရှီကာဝါတို့ဟာ Eclipse အားယတနာမဟုတ်ပဲလက်နက်တစ်ခုဖြစ်နေမှသိလိုက်တဲ့အခါအရန်ကိုဒေါသထွက်သွားကြပါတယ်သူတို့အတွက်ဘာအတန်ဖိုးမှမရှိတဲ့လက်နက်တစ်ခုအတွက်အသက်ဆုံးခဲ့ရတာကိုလူပင်ကကြိုတင်အကြောင်းမကြားခဲ့လို့ဆိုပြီးအပြစ်တင်ကြပါတယ်Lambert နဲ့ Jared တို့ဟာလက်တီရှာကိုဓာစာဟန်အဖြစ်ခေါ်ဆောင်သွားပြီး Eclipse ဆက်ကိုအသက်သွင်းကမီးပင်ပေါ်ကိုပြန်လဲတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူပင်နဲ့သူ့အဖွဲ့သားတွေကလေရင်တစီနဲ့သူတို့ရှိကနေပိတ်ဆို့ထားပြီးထွက်ပြေးလို့မရအောင်တားဆီးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Daisuke Jigen ကသူ့ရဲ့လက်ဖြောင်းစနိုက်ပါစွမ်းရည်ကိုအသုံးပြုပြီးလေရင်ရဲ့ပန်ကားတွေကိုပြစ်ခတ်ဖျက်ဆီးလိုက်သလို Goemon Ishikawa ကလည်းသူ့ရဲ့မယုံကြည်နိုင်စရာကောင်းလာတဲ့ဓာတ်တိုင်းစွမ်းရည်နဲ့လေရင်အတောင်ပံတွေကိုနှစ်ပိုင်းပြအောင်ပိုင်းချလိုက်ပါတယ်။ဒါကြောင့်လေရင်ဟာပြတ်ကျတော့မဲ့အခြေအနေကိုရောက်သွားပေမဲ့ Lambert က Eclipse ကိုအသုံးပြုပြီးရေကယ်ဘင်ပုံစံအတောင်ပံတွေကိုဖန်တီးကာလေရင်ကိုပြန်တန်းဆီးခဲ့ပါတယ်။ဒါအပြင် Lambert ဟာ Eclipse ရဲ့စွမ်းအင်ကိုအသုံးပြုပြီးထူးဆန်းတဲ့စွမ်းအင်လိုင်းတစ်ခုကိုထုတ်လွှတ်ကာလူပင်နဲ့သူ့အဖွဲ့သားတွေကိုတပ်ပစ်လိုက်ပါတယ်။သူတို့အလုံးတေဆုံးသွားပြီလို့ယူဆလိုက်တဲ့ Lambert က Eclipse ရဲ့အလုံးအမြင့်အစွမ်းထပ်ပုံကိုမြင်တွေ့သွားတဲ့နောက်ဒါကိုသူ့တဦးတည်းပိုင်ဆိုင်ဖို့ဆုံးဖြတ်လိုက်က Diary ကိုမီးရှို့ဖျက်ဆီးပစ်ပါတယ်။သူဟာ Lambert ဟာကဘာကြီးကိုချိန်ဖြောက်ပြီးသူ့ကိုအုပ်စုသူအနစ်ဖြစ်လက်ခံလာအောင်လုပ်ဖို့ Eclipse ရဲ့စွမ်းအားကိုအသုံးပြုဖို့စီစဉ်ပါတယ်။ဒီအခါမှာတော့သူ့အပေါ်တစ္ဆာဖောက်တယ်လို့ခန်းစားလိုက်ရတဲ့ Jared က Lambert ကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။လူငယ်ဖြစ်တဲ့ Jared ကအသက်ကြီးနေပြီဖြစ်တဲ့ Lambert ကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်။တစ်ဖက်မှာလည်း Letitia ဟာ Eclipse ကိုထိန်းချုပ်ဖို့ကြိုးစားနေတာကိုမြင်တွေ့ရပါတယ်။ Jared ကတူမကိုရက်တက်မို့ပြောပြီးမရရင်တပ်ပြမယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့တူမက Eclipse ကိုပိတ်ပစ်ဖို့ဆက်လက်ကြိုးစားနေတာကြောင့် Jared ကတူမကိုတနက်နဲ့ပြက်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲ Lambert ကတူမကိုစားကြီးစံကိုဝန်ခံပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Lambert ဟာ Letitia ကိုမေးပါဝဲကိဟာကနေတွားရောက်ခေါ်ယူခဲ့စဉ်ကပုံရိပ်အနောင် flashback တစ်ခုကိုမြင်တွေ့ပြီး second ပိုင်းအတွင်းမှာပဲသူ Lambert တေဆုံးသွားတာဟာသူဘလောက်ပဲရုံမှာကောက်ကြည့်တဲ့သဘာဝရှိပါစေ။ Letitia အပေါ်မှာတော့တကယ်ပဲ view ဆိုင်မှုရှိနေတဲ့ကြောင့်ပြသလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူ Hitler ကိုရှာတွေ့ပြီးဖြစ်ကြောင်း Gerard စီဖုန်းဝင်လာပါတယ်။ Gerard ဟာချက်ချင်းပဲ Letitia နဲ့ Eclipse ကိုယူဆောင်ပြီး Hitler နဲ့တွေ့ဆုံဖို့ဂျာမနီကိုသွားပါတော့တယ်။သူဂျာမနီကိုရောက်တဲ့အခါ Adolf Hitler နဲ့တကယ်ပဲဆုံတွေ့ရပြီး Eclipse ရဲ့စွမ်းဟောက်ရဲ့အကြောင်းရှင်းပြပါတယ်။ Adolf Hitler လိုမျိုးရက်စက်တဲ့လူသက်သမားတရားလက်ထက်ကိုဒီလောက်စွမ်းအားကြီးရဲ့လက်နက်မရောက်စေချင်တဲ့ Letitia ဟာသူ့ကိုတနက်နဲ့ပြတ်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမဟာလူသက်သမားတရားမဟုတ်တာကြောင့်မပြည့်ရပဲဖြစ်နေချိန်မှာပဲ Adolf Hitler က Letitia ကိုတပ်ပစ်ဖို့သူ့ရဲ့လက်ပါစီတယောက်ကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ Letitia ကိုအသက်ခံရဖို့ခေါ်ထုတ်သွားတဲ့သူဟာတကယ်တော့ Gerard ရဲ့လူယုံကြည်ရုပ်ဖြတ်ထားတဲ့ Daisuke Jigen ဖြစ်နေပါတယ်။ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့လူပင်ရဲ့အဖွဲ့သားအားလုံးအသက်ရှင်နေကြဆဲသူပြီးသူတို့ဟာ Gerard ရဲ့စကန်နဲ့ကိုကြိုတင်ထိုးဖောက်ဝင်ရောက်ကတူးချင်းစီရဲ့အာမခံစွမ်းရည်တွေကိုအသုံးပြုပြီး villain တွေအားလုံးကိုနှိမ်နှင်းထားပြီးသားဖြစ်နေတာပါ။တစ်ဖက်မှာလည်း Gerard ဟာ Hitler ကို Eclipse ရဲ့စွမ်းဆောင်ရည်တွေကိုစမ်းသပ်ပြဖို့စစ်ရှိရာနေရာကိုခေါ်သွားပါတယ်။ဒါပေမဲ့ဟာတာဖြစ်စရာကောင်းတာကအဲ့ဒီနေရာမှာရှိနေတဲ့သူဟာ Hitler အစ်မဟုတ်ပဲဒါပေမဲ့အဲ့ဒီလူဟာ Hitler မဟုတ်ပဲလူပင်ဖြစ်နေပြီး Adolf Hitler ဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကလေးကတေဆုံးသွားခဲ့ပြီဖြစ်ကြောင်းနဲ့ Gerard ဟာဘယ်လောက်တောင်ဦးကြောင်းနိုင်တယ်လဲဆိုတာကိုလှောင်ပြောင်ပြောလိုက်ပါတယ်။ဒေါသတကြီးနဲ့ Gerard ကလူပင်ကိုတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲမှာ Gerard အရင်နှင်းသွားတဲ့အခါလူပင်ဟာ Eclipse ဆက်ကိုအသုံးပြုပြီး micro black hole အသေးစား green net တစ်ခုကိုဖန်တီးကစူးစမ်းရုန်းကန်နေတဲ့ Gerard ကိုအပြစ်ရှင်းလိုက်ပါတယ်။လူပင်ကတော့ဆွဲငင်အားထင်းကိရိယာကိုအသုံးပြုပြီးအချိန်မီလွတ်မြောက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Letitia နဲ့ romantic sense နဲ့စကားပဲအကြိုက်ပြောဆိုပြီးနောက်လူပင်ဟာသူမကိုနောက်ဆုံးနှုတ်ဆက်စကားပြောချခဲ့ပါတယ်။ဒါအပြင်သူမရဲ့အိမ်မက်ဖြစ်တဲ့ Boston ကရှေးဟောင်းသူတေသနအကြောင်းကိုတက်ရောက်ခွင့်ရစေမယ့်အထောက်အထားစာရွက်စာတမ်းတွေကိုသူမလက်ထဲအန်နှင်းခဲ့ပါတယ်။လူပင်ထွက်ခွာသွားတာနဲ့တပြိုင်နက်လူပင်ကိုဖမ်းဆီးဖို့အမြဲတမ်းနောက်ယောင်ခံလိုက်နေတဲ့စုံတော်ကြီးဇနီးကတာတယောက်ထုံးစံအတိုင်းပေါ်လာပြီးထပ်မံလိုက်လံဖမ်းဆီးတာနဲ့ဒီစကားလေးဟာပြီးဆုံးသွားခဲ့ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အကယ်လို့တင်ဟာ animation စကားတွေကိုနှစ်သက်တယ်ဆိုရင်ဒီ channel ကို subscribe လုပ်ထားပြီးဆက်လက်ကြည့်ရှုပေးကြပါဦး။အားလုံးပဲတာယာသွင်းနေလေးဖြစ်ပါစေ။ Bye bye